တခါတလေမှာအိပ်ဖို့ကြိုးစားနေတဲ့ညရရှိရဲ့ဖုံးချထားပြီးမိပိတ်ပြီးဒီညတော့စောစောအိပ်တော့မယ်လို့တွေးထားပေမဲ့ရုတ်တရက်တွေးတွေကတစ်ခုပြီးတစ်ခုဝင်လာတတ်တယ်ပြီးတော့သတိမထားမိခင်မှာပဲအလန်းတန်နဲ့မနှက်ရောက်လာတတ်တယ်တချို့လူတွေအတွက်တော့ဒီလိုညတွေကမနေ့ကလိုပဲဖြစ်နေသေးမှာပါဒါပေမဲ့ဘာလို့ညဘက်ဒီမှာပဲတွေးရပုံများလာတကယ်တော့နေ့ဘက်မှာကျွန်တော်တို့လုပ်နေတဲ့အရာတော်တော်များများက habit တွေဖြစ်နေတတ်တယ်အစားစားတာအဝတ်လဲတာလမ်းလျှောက်တာဖုန်းသုံးတာတခါတလေမနေ့ကဘာစားခဲ့လဲဆိုတာတောင်ပြင်မနေဘူးဘာလို့ဆိုအဲ့ဒီအရာတွေကျွန်တော်တို့ကတွေးပြီးလုပ်နေတာမဟုတ်ဘူးအလိုလိုလုပ်နေမိတာနေ့တိုင်းတူညီတဲ့လုပ်တွေကြားထဲမှာဘုံတို့ကအလိုလျောက်စနစ်နဲ့အချိန်တော်တော်များများကိုဖြတ်တန်းနေတတ်တယ်ဒါပေမဲ့ညံ့ရောက်လာတဲ့အချိန်မှာတော့အရာအလုံးကတဖြည်းဖြည်းတိတ်ဆိတ်သွားတယ် notification state ငြိမ်သွားတယ်လူတွေတဖြည်းဖြည်းအိတ်သွားတယ်ပြီးတော့နောက်ဆုံးမှာကိုယ်စိတ်နဲ့ကိုယ်တယောက်တည်းကြံခဲ့တယ်အဲ့ဒီအချိန်မှာပဲနေ့ဘက်တုန်းကမတွေးပြီးခဲ့တဲ့အရာတွေကတဖြည်းဖြည်းအတန်ကျလာတတ်တယ်တွေးတစ်ခုကနေနောက်တစ်ခုနောက်တစ်ခုတဖြည်းဖြည်းပိုနဲ့လာတယ်မနေ့ပြန်အတွက်စိုးရိမ်တာတွေတိတ်ကအမှားတွေမဖြစ်သေးတဲ့ပြဿနာတွေကိုတော့ချွတ်တွေးနေမိတယ်ပြီးတော့အခါတလေဘာကြောင့်စိတ်ပီစီနေလဲဆိုတာတော့သိချင်မသိတော့ဖြစ်နေတာကတော့ overthinking ဆိုတာတွေးများတဲ့တသက်မဟုတ်ဘူးကိုယ်စိတ်ကရာအားလုံးကိုနားလည်ဖို့ထိန်းချုပ်ဖို့ဖြေရှာဖို့ကြိုးစားနေတာဖြစ်နိုင်တယ်ဒါပေမဲ့တချို့ຢာတွေကတွေးလေလေပိုရှုပ်လေလေဖြစ်တတ်တယ်အခါတလေ overthinking ကိုမကောင်းတဲ့ຢာတစ်ခုလိုပဲမြင်တတ်ကြတယ်ဒါပေမဲ့ဖြစ်နေတာကအဲ့ဒါကိုယ်စိတ်ကတစ်ခုခုကိုနားလည်ဖို့ကြိုးစားနေတာပဲဖြစ်နိုင်တယ်ဒီဘက်မှာမိထားခဲ့တဲ့ခံစားချက်တွေလည်းဖြစ်နေတယ်ဒါမှမဟုတ်ပိုကောင်းတဲ့နာဂရီစီသွားဖို့ကိုယ်စိတ်ကတိတ်တိတ်ကလေးတတိပေးနေတဲ့ဆုံးဖြတ်ချက်တွေလည်းဖြစ်နိုင်တယ်တရားတစ်ခုကတော့တွေးတွေဖြစ်ဖြစ်ထားမယ်ဆိုလို့ရှိရင်ဘာမှပြောင်းလဲလာမှာမဟုတ်ဘူးတချို့ညတွေမှာပေါ်လာတတ်တဲ့တွေးတွေကနောက်နေ့မနေ့မှာကောင်းတယ်ပေါ်ဖို့စောင့်နေတဲ့ signal ဖြစ်နေတယ်ဒါကြောင့်နောက်တစ်ခါညဘက်မှာတွေးတွေများလာရင်အဲ့ဒါကိုချက်ချင်းကြောက်မတော့ဘူးဖြစ်နေတာက basic ကနောက်ဆုံးမှာလောလောတဲ့တိတ်ဆိတ်မှုကိုရရှိလာလို့ပဲဖြစ်တယ်ပြီးတော့ခါတလေတိတ်ဆိတ်မှုကပဲကျွန်တော်တို့ကိုကိုယ့်ကိုယ်ကိုပုံနာလေစေတယ်